ရိုနယ်ဒိုနဲ့မက်ဆီပြီးတော့သူတို့နဲ့ level တသားနဲ့ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့သူကတော့နေမာချီယာပဲဖြစ်ပါတယ်သူ28နှစ်အရွယ်မှာသူ့ရဲ့ network ကဒေါ်လာ200 မီလီယံရှိခဲ့ပါတယ်အဲ့ဒါသူ့ဘာသာသူစူးစမ်းပြီးရရှိခဲ့တာဖြစ်ပါတယ်သူကချမ်းသာတဲ့မိသားစုကနေဝေးဖွားလာတာမဟုတ်ပါဘူးကိုကြာရှုံးရတဲ့အကြောင်းရင်းကိုကိုမိသားစုကိုအကြောင်းပြချက်ပေးနေကြတဲ့သူတွေကိုသူငယ်တုန်းကဘလို့နေရာဘလို့အိမ်မျိုးမှာနေခဲ့လဲဆိုတာကိုပြောပြချင်ပါတယ်သူနေခဲ့တဲ့နေရာမှာလက်ဆင့်ပြီးတော့မှမရှိခဲ့ဘူးအဲ့တော့တခြား facility ပစ္စည်းအဆောက်အဦတွေကတော့ပြောမနေပါနဲ့တော့ Brazil ရဲ့ national team နဲ့ Paris Saint-Germain တို့နဲ့ဆော့ခဲ့တဲ့အစကတော့ Brazil ရဲ့ South Vincent ရဲ့လမ်းကြားထဲမှာ street football လမ်းဘေးဘောလုံးကစားတဲ့စခဲ့တာဖြစ်ပါတယ်တကောက်က interview တွေ့ဆုံဆွေးနွေးပွဲတုန်းကဒီမှာကသူ့ရဲ့အကြောင်းအရာပုံပြီးထုတ်ပြခဲ့ပါတယ်သူငယ်တုန်းက black cookies biscuit တွေစားတာတော့ကြိုက်တယ်သူကသူ့အမေနဲ့ biscuit ကိုတောင်းခဲ့တယ်သူ့အမေကသူ့စီမှာပတ်စံမရှိဘူးလို့ပြောတယ်အဲ့ကလေးကသူ့အမေစိတ်ကျွန်တော်တရက်ချမ်းသာတဲ့သူဖြစ်အောင်လုပ်ပြီးရင် cookie biscuit ရဲ့ fatty side ကိုလည်းလိုက်ပြီးသူ့ကိုပြောတယ်သူ့ရဲ့ဘဝကိုပြောင်းလဲလို့ဆိုပြီးတယ်သူ့ရဲ့ဘဝပြောင်းလဲလို့ဒီမှာအတွက်ဆွဲလမ်းမှုဖြစ်တယ်သူကငယ်ငယ်တွေကထဲနဲ့ရေးချင်းပါလို့ရှိတယ်။ကြားစုကအောင်မြင်လို့ကြာပြီးတဲ့နောက်အဲ့ဒီရောက်ရှိနေတဲ့နေရာမှာလည်းပြင်ပြောနေတယ်